အမေမြေကိုတန်းတရင်ကိုမျက်ရည်နဲ့ဆိုကျွန်တော်ဒီတဲ့ချင်းကိုဘက်ကဖြစ်လို့မပြီးခင်စစ်ကပြေချိုးအခုဆိုရည်တွေကြည့်မြမပြေအပူမီတွေတော့ကဒုက္ခပင်လင်းဝေစားရနဲ့တိပြေးရမြေနဲ့နေပူပင်တော့ကမျက်ရည်စာတွေစီးကြအထွေထွေချစ်မိပါပြည်သူတွေတောင်းမှမရစေတလုံးနဲ့ရှက်ပါကဆူကိုတန်းတရင်ကိုမျက်ရည်နဲ့ဆိုကျွန်တော်ဒီတဲ့ချင်းကိုဘက်ကဖြစ်လို့မပြီးခင်စစ်ကပြေချိုးအခုဆိုရည်တွေကြည့်မြမပြေအပူမီတွေတော့ကဒုက္ခပင်လင်းဝေစားရနဲ့တိပြေးရမြေနဲ့နေပူပင်တော့ကမျက်ရည်စာတွေစီးကြအထွေထွေချစ်မိပါပြည်သူတွေတောင်းမှမရစေတလုံးနဲ့ရှက်ပါကဆူအိုးပြည်ပနေမြမပြည်သားတွေမလေးမြေစင်ကာပူတိုင်းဂျပန်ကိုရီးယားတိုင်းရင်းသားတွေအနောက်တိုင်းပြည်များကိုရှောင်နေရှောင်းနေသူမြမပြည်သားတွေတတ်နိုင်သလိုကူကြသံဟဲ့တတ်နိုင်သလိုကူကြစံဟဲ့ရှောင်းနေသူမြမပြည်သားတွေတောင်းမှရှိခိုးနိုးစောပါရစေမဖြစ်ချင်မဲဖြစ်နေရတဲ့ကဆူကြီးကိုအတူတူလက်တွဲရင်းနဲ့ဖိကူကြတယ်လို့တမှုရှိတဲ့ပင်လူကြပါကူကြပါတော့အာကူလို့တောင်းဆိုလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ရေဘေးကပ်ဆိုးကြီးကိုကျွန်တော်တို့ပြည်ပရောက်နေကြတဲ့မြန်မာနိုင်ငံသူတိုင်းရင်းသားအားလုံးတတ်နိုင်တဲ့ဘက်ကဝိုင်းဝန်းကူညီပေးကြပါစို့လို့ကျွန်တော်တောင်းပန်ရှ िख ိုးရင်းနဲ့နှိုးဆော်လိုက်ပါရစေဗျာပြည်ပနေမြမပြည်သားတွေမလေးမြေစင်ကာပူထိုင်းဂျပန်ကိုရီးယားတိုင်းရင်းသားတွေအနောက်တိုင်းပြည်များကိုရှောင်နေသူမြမပြည်သားတွေတတ်နိုင်သလိုကူကြသံဟဲ့တတ်နိုင်သလိုကူကြစံဟဲ့ရှောင်နေသူမြမပြည်သားတွေတောင်းပန်ရှိခိုးနိုးစောပါရစေမဖြစ်ချင်မဲဖြစ်နေရတဲ့ကဆူကြီးကိုအတူတူလက်တွဲရင်းနဲ့ဖိကူကြတယ်လို့တမှုရှိတဲ့ပင်လူကြပါကူကြပါတော့အာကူလို့တောင်းဆိုကျွန်တော်တို့သိချရတဲ့မြန်မာနိုင်ငံအများဆုံးအိတ်ချမ်းပါစေလို့ကျွန်တော်ကိုနိုင်ဒီချင်းလေးနဲ့ဆုတောင်းလိုက်ပါတယ်ဗျာနေစရာတွေမရှိတော့ပါဒီများကြောင့်ဘဝတွေပြည့်ပြီကျိုးစားဆောက်ခဲ့ရတဲ့ဒီအိမ်လေးလေးရေတဲ့မျိုးပါရင်ထဲဆိုနေရတဲ့ရေဘေးတည်ပြည်သူတွေစားစရာတွေလည်းတကယ်ရှားပါပါတယ်ဒီဘေးတွေကင်းဝေးပါစေဝေတွေနဲ့ဆောက်ခဲ့တဲ့အိမ်ရေတွေကြောင့်ပျက်စီးရပြီပြင်ပန်းခဲ့တဲ့များငိုတွေးဖို့အတွက်လားစုံနေကြထမင်းဝိုင်းလေးမှာလူမစုံမဲစားရတော့မယ်ရေတွေများအလဲပြောက်လို့သွားသူတွေမိသားစုကိုထာဝရခွဲခွာငါကလေးများနာခဲ့ဘူးတဲ့အိမ်ခေါမှုအပေါ်မှာလဲရေတွေကြောင်းလေလူတွေရောက်ကုန်ပြီကလ
sa ta chi yue u công Rio ya Elia comiu tu ji comiu đâu là cái comiu đâu mà có sâu đâu thì cô đâu quá là cái lâu cho đâu xem nhà lâu bây giờ cũng như bây giờตัวจริงนะตัวอะไรmàตัวจริงnày giờ tôi nhận lại bây giờ đó thì cô đi á cho nó xây ra nhá xin bây giờ mà thì cô đi cho nó bắt xem như đây mà cho nó thì cô đi cô giao cái tay đâu này cho nó ngã rồi đây đó thì đây ngã rồi thì đây ngã được không mình là trao nè rồi nè từ trong nèနေစရာတွေမရှိတော့ပါဒီများကြောင့်ဘဝတွေပြည့်ပြီကြိုးစားဆောက်ခဲ့ရတဲ့ဒီအိမ်လေးလေးရေထဲမျောပါရင်ထဲဆိုနေရတဲ့ရေဘေးတင်ပြည်သူတွေစားစရာတွေလည်းတကယ်ရှားပါပါတယ်ဒီဘေးတွေကင်းဝေးပါစေဝေတွေနဲ့ဆောက်ခဲ့တဲ့အိမ်ရေတွေကြောင့်ပျက်စီးရပြီပြင်ပန်းခဲ့တဲ့များကိုတွေးဖို့အတွက်လားစုံနေကြထမင်းဝိုင်းလေးမှာလူမစုံမဲစားရတော့မယ်ရေတွေများအလဲပြောက်လို့သွားသူတွေမိသားစုကိုထာဝရခွဲခွာငါကလေးများနာခဲ့ဘူးတဲ့အိမ်ကောင်းမှုအပေါ်မှာလေရေတွေကြောင်းလေလူတွေရောက်ကုန်ပြီကလေးကစတကြီးရွယ်ဦးကုန်ဒုက္ခရောက်တယ်ဒီကဲဆိုရင်ပြေဆုံးပါစေလေရေဘေးဒုက္ခကင်းဝေးပါစေပရာဟိတဆောင်ရွယ်ကြမယ်တငယ်ချင်းများတို့ရဲ့ရရွာကျူးဖို့တဲဖို့ကြစို့တငယ်ချင်းများတို့ရဲ့ပရာဟိတဆောင်ရွယ်ကြမယ်တငယ်ချင်းများတို့ရဲ့ရရွာကျူးဖို့တဲဖို့ကြစို့တငယ်ချင်းများတို့ရဲ့လဲနေသူကိုဆွဲကူကတွဲထူကြမယ်ဖေကူကပေးလူကြမယ်အားငယ်သူလည်းအားပေးမယ်ရရွာချိုးဖို့တဲဖို့ကြစို့တကယ်ချင်းများတို့ရဲ့လဲနေသူကိုဆွဲကူကတွဲထူကြမယ်မွေးနေသူကိုဖေကူကပေးလူအားငယ်သူလည်းအားပေးမယ်ရရွာချိုးဖို့တဲဖို့ကြစို့တကယ်ချင်းများတို့ရဲ့ဘာသာရေးလဲဆောင်ရွက်မယ်တကယ်ချင်းတို့ရဲ့လူမှုရေးလဲကူညီမယ်တကယ်ချင်းတို့ရဲ့ကျမ်းမာရေးလဲဆောက်ရှောက်ဖို့ွယ်တကယ်ချင်းတို့သွားကြမယ်ဘာသာရေးလဲဆောင်ရွက်မယ်တငယ်ချင်းတို့ရဲ့လူမှုရေးလဲကူညီမယ်တငယ်ချင်းတို့ရဲ့ကျမ်းမာရေးလဲ
ဆောက်ရှောက်ဖို့ကွယ်တငယ်ချင်းတို့သွားကြမယ်တွေးလို့ရင်တွေးလူမယ်ဆေးလို့ရင်ဆေးလူမယ်စွမ်းနိုင်ရာကကူညီကြမယ်တရားပွဲတော်သွားလို့တော့ဝေယဝတ်စာပြုကြမယ်ဝေဗလာကိုင်ကလူကဖွဲ့မယ်နိဗ္ဗာန်စောလဲလောက်ကြမယ်အများကျိုးအတွက်ဆောင်ရွက်မယ်ပရဟိတအဖွဲ့ပေါ်ကွယ်မြင့်မြတ်တဲ့နှလုံးသားနဲ့ပရဟိတကုသိုလ်ယူကြမယ်ပရဟိတကုသိုလ်ယူကြမယ်ပရာဟိတဆောင်ရွက်ကြမယ်တငယ်ချင်းများတို့ရဲ့ရက်ရွာအကျိုးကိုတည်ဖို့ကြစို့တငယ်ချင်းများတို့ရဲ့ပရာဟိတဆောင်ရွက်ကြမယ်တငယ်ချင်းများတို့ရဲ့ရက်ရွာအကျိုးကိုတည်ဖို့ကြစို့တငယ်ချင်းများတို့ရဲ့လဲနေသူဆွေကူကတွဲထူကြမယ်ဖေကူကပေးလူကြမယ်အားငယ်သူလည်းအားပေးမယ်ရရွာချိုးကိုတဲဖို့ကြစို့တကယ်ချင်းများတို့ရဲ့လဲနေသူဆွေကူကတွဲထူကြမယ်မွေးနေသူဖေကူကပေးလူကြမယ်အားငယ်သူလည်းအားပေးမယ်ရရွာချိုးဖို့တဲဖို့ကြစို့တကယ်ချင်းများတို့ရဲ့ဘာသာရေးလဲဆောင်ရွက်မယ်တကယ်ချင်းတို့ရဲ့လူမှုရေးလဲကူညီမယ်တကယ်ချင်းတို့ရဲ့ကျမရေးလဲဆောက်ရှောက်ဖို့ကွယ်တငယ်ချင်းတို့သွားကြမယ်ဘာသာရေးလဲဆောင်ရွက်မယ်တငယ်ချင်းတို့ရဲ့လူမှုရေးလဲကူညီမယ်တငယ်ချင်းတို့ရဲ့ကျမရေးလဲဆောက်ရှောက်ဖို့ကွယ်တငယ်ချင်းတို့သွားကြမယ်တွေးလို့ရင်တွေးလူမယ်ဆေးလို့ရင်ဆေးလူမယ်စွမ်းနိုင်ရာကကူညီကြမယ်တရားပွဲတော်သွားလို့တော့ဝေယဝတ်စာပြုကြမယ်ဝေဗလာကိုင်ကလူကဖွဲ့မယ်နိဗ္ဗာန်စောလဲလောက်ကြမယ်အများကျိုးအတွက်ဆောင်ရွက်မယ်ပရဟိတအဖွဲ့ပေါ်ကွယ်မြင့်မြတ်တဲ့နှလုံးသားနဲ့ပရဟိတကုသိုလ်ယူကြမယ်ပရဟ